အခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာတော့ brother တယောက်ကကား LED စင်တာနဲ့ပတ်သက်လို့မေးထားလို့ပါကျွန်တော်အနေနဲ့ knowledge ရှင်နဲ့ပြောပြမှာဖြစ်ပြီးတော့စင်တာဘုဒ္ဓတွေကတော့ comment မှာဘုဒ္ဓအနေနဲ့ရေးသားပြီးတာလို့ပါတယ်ဘယ်လို LED strip မျိုးကိုသုံးနေတယ်လဲဆိုရင်ကားတွေထွက်ဆိုရင်အောက်ပါမျိုးစားနှမျိုးတွေကတစ်ခုကိုရွေးချယ်တင်ပါတယ်RGB LED strip မှာဒီကာလာအရောင်ဆုံးပြောင်းလဲနိုင်ပြီးသူက remote control ဒါမှမဟုတ်ရှင်ဖုန်း application နဲ့အရောင်တွေကိုလိုက်ပြီးတော့ညှိလို့ရပါတယ်အသေးစိတ်ညှိလို့ရပါတယ်တကယ်လို့ style ကြခြင်းတော့ဒီလိုအသေးကြီးတဲ့ပစ္စည်းတွေကိုဝယ်သုံးသင့်တယ်လို့ထင်မိပါတယ်ပြီးလို့ရှိရင် single color LED strip တွေလည်းရှိပါတယ်ကျွန်တော်တို့အဖြူအောင်တို့မို့ပြောင်းကားကြီးတွေမှာကျွန်တော်တို့ထုံးတာကိုတွေ့ပြီးပါတယ်ရိုးရှင်းရှင်းနဲ့သူကလင်းအောင်ကောင်းအောင်ရခြင်းသုံးပါတယ်တကယ်လို့ကားဘိန်းကုန်လို့အောက်ပိုင်းလို့ဆိုရင်တော့ရေဆိုကန်တဲ့ strip တွေကိုသုံးရပါမယ်waterproof က65 IP65 67 silicone ဥထားရတယ်ပါကားဘက်ထရီကိုသုံးရင်တော့တွဲပုံမျိုးစား LED ကိုဝယ်ရပါမယ်ဒီလို power converter တွေကိုခံပြီးတော့သုံးရင်တော့ကြိုက်တဲ့ LED ကိုဝယ်သင့်တယ်လို့ထင်ပါတယ်5 volt power converter ခံပြီးတော့လည်းသုံးလို့ရပါတယ်ကျွန်တော်တို့ဘယ်လိုဖုန်း charger တွေနဲ့လည်းခံပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ဘယ်လို LED strip တွေ serial ပဲ switching on power supply LED driver တွေအကြောင်းကိုကျွန်တော်ရှေ့ကဗီဒီယိုတွေမှာအများကြီးဖော်ပြခဲ့ပါတယ် LED နဲ့ပတ်သက်တဲ့ playlist မှာကြည့်နိုင်ပါတယ်မိမိစင်မှာကျွန်တော်တို့အဓိကရေးကြည့်တဲ့ချက်ကကားဆက်လို့တဲ့ချိန်မှာ bordage ကကျွန်တော်တို့ဒီ14.4လောက်တက်သွားတယ်14.5လောက်တက်သွားအဲ့ဒီမိတက်တန်းရှိဖို့တွဲဖို့ bordage တွေခုဒီတာခံထားပြီးတော့ပိုကောင်းပါတယ်တကယ်လို့နောက်ထပ်ရေးကြည့်တဲ့ချက်ကမတော်တဆ wire short ဖြစ်ပြီးတော့ကား wiring ဒီမိမလောင်ကြားထဲမှာ inline fuse နေနဲ့3 ampere 5 ampere fuse တခုကိုမဖြစ်မနေထည့်ရမှာဖြစ်ပါတယ်အဲ့ဒီပူလာတဲ့အတွက် steel သုံးဖို့ aluminum မျက်နှာပြင်မှာကတ်ထားတာအပိုးစွန်းတော့ဖို့ပိုကောင်းပါတယ်ဘက်ထရီတွေကအရှိဘက်မှာရှိတဲ့အတွက်ကြောင့်မို့လို့ရှည်တဲ့ကားတွေမှာ LED strip တွေကိုကားနောက်ထိတွေ့တဲ့အခါ voltage drop ဖြစ်ပြီးတော့နောက်ကမီဒီယာမိန်သွားတတ်ပါတယ်ကျွန်တော်တို့ဝါကြိုးကြည့်ရဲကျွန်တော်တို့1416 AWG ဝါတွေကိုသုံးနေပါတယ်ပြီးရင် C ဆက်တာတဲ့ပဲလေကိုဆက်တာကောင်းပါတယ်ရှေ့ကယူလာတဲ့ main ကြိုးကြီးကနေပြီးတော့ LED strip တစ်ခုချင်းစီကိုခွဲထုတ်ပြီးတော့ပဲလေချိတ်တာကောင်းပါတယ်LED strip တွေဘယ်လိုဝယ်ရမလဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာတောက်ကြည့်နေရှင်းနိုင်ပါတယ်ဘယ်လို driver ဝယ်ရတယ် C7 ပဲဆက်မလားအခုကတော့ LED မီဒီတွေနဲ့ဒီ running light လေးတစ်ခုကိုဆင်ပြချင်ပါတယ်ဒါကလည်း YouTube မှာအရန်ကိုကျွန်တော်တို့အရန်ကိုခက်စားပြီးအရန်ကိုအများဆုံးကျွန်တော်တို့တင်ကြတဲ့ second လေးပါ running light လုံးမလားအရှိရနောက်တွေပြေးမလားလို့ရပါတယ်ကျွန်တော်တို့ဒီခစ်ပေါ်ကားတွေမှာပဲဒီလိုမီးပြေး design လေးကအသုံးရပါတယ်သူ့ရဲ့မူလအခြေခံချက်တွေလောက်တာကတော့ကျွန်တော်တို့ကတော့ဈေးသက်သာလို့လည်းလောက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့ select 555နဲ့ CD 4017 IC လေးတစ်လုံးကိုသုံးပြီးလုပ်ပါမှာ555 STB multiple ပဲအကြောင်းအရှိမှာကျွန်တော်အများကြီးဖော်ပြခဲ့ပါပေးခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်တို့ inverter circuit တွေမှာလည်းဖော်ပြခဲ့ပါတယ်ဒီဗီဒီယိုတွေကို link အောက်မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်CD 4017 IC ကတော့ကျွန်တော်တို့ sequence IC လေးဖြစ်ပါတယ်သူက55ရတဲ့အဖွင့်ပိတ်ချက်ပြမှုတွေရော opposite ကိုတစ်ချက်ချင်းနှိပ်ပြီးတော့တစ်ခုပြီးတစ်ခုလှည့်ကြထုတ်ပေးပါတယ်သူ့ကို sequence ရှာလို့လည်းခေါ်ပါတယ်အခုကျွန်တော်ဒီ pin 401 IC လေးရဲ့ဒီ IC လေးရဲ့ကျွန်တော် pin configuration လေးကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ pin 16က supply board pin ရတဲ့ pin ပြီးတော့3ဘို့နဲ့15ဘို့ထိပေးလို့ရပါတယ် pin 8ကတော့ကျွန်တော်တို့ ground ချပေးရမှာဖြစ်ပါတယ်ဒီမှာပြီးတော့ pin 15ကတော့ကျွန်တော် reset pin ဖြစ်ပါတယ် reset ချကြမလို့ဆိုရှင်သူ့ကိုကျွန်တော် ground နဲ့ချိန်ပေးရမှာဖြစ်ပါတယ် pin 73ကလည်း clock ကိုတွက်တဲ့ရေတွက်တဲ့ pin ဖြစ်တဲ့ကြောင့်မလို့ clock bus 2တော့မတူတော့တီအောင်တော့ဖြစ်တာလောက်တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလည်း ground ချပေးထားလို့ရပါတယ်ပြီးတော့လို့ရှိရင် pin 14ကတော့ကျွန်တော်တို့ pin 14ကတော့ကျွန်တော်တို့55ကလာတဲ့ close input ကို clock ပဲဖြစ်လေ clock တခုနှိပ် clock ပဲဖြစ်နှိပ်ပြီးတော့ signal လေးတွေ on off on signal လေးကိုထည့်ပေးရမှာဖြစ်ပါတယ် pin 12ကတော့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ IC တစ်လုံးနဲ့ချိန်ပြီးတော့အခု DIC ကကျွန်တော်တို့ output က10ခုပဲထွက်ပါတယ်အခုကျွန်တော်တို့အခု20 output ကျွန်တော်တို့ account အခု20 count လုပ်ချင်တယ်ဆိုရှင်ဒီဘက်ကနေနောက်ထပ် IC တစ်လုံးနဲ့ဆက်ပြီးတော့သူကိုကျွန်တော်တို့ carry on လုပ်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့ pin 1ကနေပြီးတော့ကျွန်တော်ဒီ pin 1ကနေပြီးတော့ကျွန်တော်တို့ pin 7ကတော့ pin 7အဲ့လို pin 9ကနေပြီးတော့ pin 10ကတော့ကျွန်တော် output 7ဖြစ်ပါတယ်နောက် slide မှာသူ့ရဲ့ wiring ကိုဖော်ပြမှာဖြစ်ပါတယ်အခုသူကဒီမှာဆိုရှင် photon IC တစ်လုံးယူပြီး LED 10လုံးကိုယူပြီးတော့ဒီမှာကျွန်တော်တို့ LED 10လုံးကိုယူပြီးတော့သူသက်ဆိုင်ရာ pin တွေမှာကျွန်တော်တို့ဆက်ပေးရမှာဖြစ်ပါတယ် LED ရဲ့ကတ်တုတ်နဲ့ပြီးလို့ရှိရင်ဒီကျွန်တော်တို့ LED ရဲ့ဒီကတ်တုတ်တွေကိုကျွန်တော်တို့ပေါင်းပြီးတော့ကျွန်တော်ပေါင်းပြီးပြီတစ်လုံးစီချရင်လည်းပိုကောင်းပါတယ်ကျွန်တော်တို့ resistor လေးတစ်လုံးနဲ့ချိန်ပြီးတော့ကျွန်တော်တို့ ground ချပေးရမှာဖြစ်ပါတယ်တကယ်လို့ပေါင်းပြီးတော့ချပေးရင်လည်းရပါတယ်ပေါင်းပြီးတော့ကျွန်တော် resistor တစ်လုံးနဲ့ ground ချပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီ pin 73နဲ့15ကိုကျွန်တော်တို့ပေါင်းပြီးတော့ ground ချပေးရမှာဖြစ်ပြီးတော့
ပြီးလို့ရှိရင်ပင်16က power supply ပြီးပြီးတော့ပင်8ကို ground ချမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ပင်40ကနေကျွန်တော်တို့ close input ကိုထည့်ပေးရမှာဖြစ်ပြီးတော့ clone တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါလေးကသူ့ရဲ့ pin configuration တွေဖြစ်ပါတယ်အခုကျွန်တော်တို့ဒီမှာ one way 10 LED running lights ကိုပြမှာဖြစ်ပါတယ်ဒီဘက် channel ရဆိုလို့ရှိရင်ကျွန်တော်တို့ 555 ရဲ့ stable multi bipator ပဲ channel ဖြစ်ပြီးတော့ဒီဘက် channel ရ CD407 ရဲ့ကောင်းလုံးမဲ့ပိုင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင် CD40 ဒီ555မှာဆိုလို့ရှိရင်ဒီမှာဆိုရင် pin 7နဲ့ကျွန်တော်တို့ 10K ဆုံးပြီးတော့ကျွန်တော်ဒီမှာဒါကို 100K ကိုသုံးရတယ်2နဲ့10နဲ့ဒီပေါင်းနဲ့ 100K ကိုသုံးပြီးတော့ဒီကောင်ကို10 microfarad ကိုသုံးတာပါတယ်ပင်3ကနေ output ထုတ်ပြီးတော့ကျွန်တော်ဒီမှာ close pass ဆိုပင်40ကိုပေးလိုက်ပါတယ်ဒီ Q0 ကနေ Q9 ကနေပြီးတော့ running light ကိုတစ်လုံးအစင်လိုက်တင်သွားမှာဖြစ်ပါတယ်ဒီ30နဲ့50ကို ground ချတာဖြစ်ပါတယ်ဒီဟာလေးကတော့ကျွန်တော်2 way LED running light ဖြစ်ပြီးတော့ဒီမှာဆိုရှင်တို့ကတော့2 way ပြောင်းလို့ကျွန်တော်တို့ diode လေးတွေကိုကျွန်တော်အလှည့်ကြစီပေါင်းပြီးတော့ခံထားတာဖြစ်ပါတယ်ဒီတိုင်းပဲခံပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်ဒါ media ဆိုရှင်အသွားပြန်2 way ကျွန်တော်တို့လေးနေမှာဖြစ်ပါတယ်အခုဒီ design လေးကတော့ကျွန်တော်တို့ဒီမှာဒီ LED switch တွေကို12 volt LED switch တွေကိုကျွန်တော်သုံးနေတဲ့အတွက်ကြောင့်မလို့သူက ampere များများဆွဲတဲ့အတွက်ကြောင့်မလို့ဒီ ICR ဆိုလို့ရှိရင် output pin လေးတွေမခံနိုင်တဲ့အတွက်ကြောင့်မလို့သူ့ transistor ခံပြီးတော့ collector to emitter ဒီ12 volt ကိုကျွန်တော်တို့ဒီမှာဒီကို signal ပေးခြင်းအပြင် collector နဲ့ emitter စီပြီးဒီက12 volt ရတယ်ဒီကိုစီးသွားတဲ့အတွက်ကြောင့်မလို့ဒီ LED switch တွေရဆိုလို့ရှိရင်တုံးလို့ရသွားပြီဖြစ်ပါတယ်ဒီလိုနည်းတို့ transistor လေးတွေကိုခံပြီးတော့ LED အများကြီးကိုကျွန်တော်တို့ဒီ running light လေးတွေလုပ်လို့ရပါတယ် Thanks for watching အပိတ်ကြည့်ရှုမှုကိုအထူးကျေးဇူးတင်ရှိပါတယ်ဝါသနာရကလစ်သမျှကိုပြန်လည်မျှဝေတင်ပြခြင်းသာဖြစ်ပါသဖြင့်အဆင်ပြေပြီဆိုတော့ like subscribe and share လေးလုပ်ပေးကြပါခင်ဗျာဗီဒီယိုများကိုတက်နိုင်သမျှအဆက်ဆက်နဲ့တင်ဆက်ထားတာဖြစ်တာကြောင့် playlist ကိုကြည့်ရှုခြင်းဖြင့်အလွယ်တကူပြန်လည်ရှာဖွေနိုင်ပါတယ်